လွန်ခဲ့သောနှစ်ပေါင်း9000ကျော်ကကမ္ဘာပေါ်မှာအစမ်းပြားဆုံးနဲ့အင်အားအကြီးမားဆုံးအင်ပါယာတစ်ခုရှိခဲ့ပြီးပါတယ်။အဲ့ဒါကတော့အီဂျစ်ပါပဲ။ရွှေရောင်တဝင်းဝင်းနဲ့ဖာရိုဘီယင်တွေကမ္ဘာထူးဆန်းအံ့ဩဆုံးဖြစ်တဲ့ပိရမစ်ကြီးတွေနောက်ပြီးတော့ကျင်းစာတွေရှိတယ်ဆိုပြီးတော့လူတိုင်းကထင်မှတ်ထားကြတဲ့မမ်မီရုပ်အလောင်းတွေဒီထူးဆန်းတဲ့အရာတွေရဲ့နောက်ွယ်ကအမှန်တရားကဘာလဲသူတို့တွေကဘလို့အစစ်မြင့်တဲ့နည်းပညာတွေကိုပိုင်ဆိုင်ထားခဲ့ကြတာလေဒီနေ့ဗီဒီယိုထဲမှာတော့အဲ့ဒီထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့အီဂျစ်ပြည်ရဲ့သမိုင်းကြောင်းတွေကိုဘောပပလေးနဲ့လူတွေနားမရှုပ်အောင်တက်ဂရစ်တွေအများကြီးမပါဘဲနဲ့ကျွန်တော်က sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဒီကနေပဲကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ် Okay TP Knowledge Sharing Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပထမဦးဆုံးအနေနဲ့အီဂျစ်ပြည်ကဘယ်ကနေစလာတယ်လဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်ပါအီဂျစ်ပြည်အကြောင်းကိုစပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနိုင်မြစ်ကိုမပါဘဲနဲ့ခြံထားခဲ့လို့တော့မရပါဘူးဘာလို့လဲဆိုတော့အီဂျစ်ပြည်ရဲ့အလယ်မှာနိုင်မြစ်ကဖြတ်ပြီးစီးဆင်းနေလို့ပါပဲအီဂျစ်ပြည်ကအရန်ကိုပူပြင်းတဲ့အာဖရိကကဂန္ဓာရနယ်မြေတစ်ခုဖြစ်ပါတယ်ဒီဂန္ဓာရနယ်မြေတစ်ခုရဲ့အလယ်မှာနိုင်မြစ်ကဖြတ်ပြီးတော့စီးဆင်းနေတာပါကမ္ဘာ့အရှည်ဆုံးမြစ်လည်းဖြစ်ပါတယ်နိုင်မြစ်ကနှစ်စဉ်နှစ်တိုင်းရေကြီးလေးတော့ရှိတယ်ဒါပေမဲ့သူကရေပြန်ကျသွားတဲ့အခါမှာစိုက်ပျိုးလို့အရန်ကောင်းတဲ့မြေဩဇာတွေပိုးကျသွားတဲ့နှုံးတင်မြေနုမဲမဲကြီးတွေကိုသူတို့ကခြံထားခဲ့ပါတယ်ဒါကြောင့်မို့လို့လူတွေကအဲ့ဒီနေကမ်းဘေးမှာစိုက်ပျိုးစားကောက်ရင်းနဲ့အခြေချနေထိုင်လာရာကနေပြီးတော့အီဂျစ်ပြည်ဆိုတာစတင်ပြီးတော့ဖြစ်ပေါ်လာတာပါတချို့လူတွေကတော့အီဂျစ်ကိုနိုင်မြစ်ကပေးတဲ့လက်ဆောင်လို့တင်စားကြပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း9000ဝန်းကျင်လောက်မှာအီဂျစ်ပြည်ကအခုလိုမျိုးတနိုင်ငံတည်းမဟုတ်ပါဘူးမြစ်ရဲ့အထက်ပိုင်းမြစ်ရဲ့အောက်ပိုင်းဆိုပြီးတော့နှစ်ပိုင်းကွဲနေခဲ့တာပါဘာသာစကားချင်းလည်းမတူဘူးကိုးကွယ်တဲ့ဘာသာရပ်ချင်းကလည်းမတူပါဘူးဒါကို BC 3100ဝန်းကျင်မှာနာမာဆိုတဲ့သူရဲကောင်းဘုရင်ကတိုက်ခိုက်သိမ်းပိုက်ပြီးတော့နယ်မြေတစ်ခုကိုပေါင်းပြီးတော့တစုတစည်းတည်းဖြစ်စေခဲ့ပါတယ်သူ့ကိုကင်းနာမာလို့လည်းလူသိများကြပါတယ်ကင်းနာမာဟာနိုင်မြစ်ရဲ့အထက်ပိုင်းအောက်ပိုင်းနှစ်ပိုင်းလုံးရဲ့တရဖူကိုစောင်းပြီးတော့နယ်မြေတစ်ခုကိုတပေါင်းတစ်စီးနဲ့အုပ်ချုပ်ခဲ့တာပါအဲ့ဒီကင်းနာမာဟာအီဂျစ်ပြည်ကိုစတင်မျိုးစိတ်ချပေးတဲ့ဖာရိုဘီယင်စပြီးတော့ဖြစ်လာခဲ့တာပါနိုင်ငံတော်ရဲ့စီးလုံးပြီးတော့စီပင်တာယာလာတဲ့အခါမှာတမိုင်းမှာနိုင်ငံတော်ရဲ့ခေတ်ဦးလို့ခေါ်တဲ့ပိရမစ်ခေတ်လို့ခေါ်တဲ့ရွှေရောင်ခေတ်ကြီးကိုရောက်ရှိလာပါတယ်အီဂျစ်လူမျိုးတွေအတွက်ဖာရိုဘီယင်ဆိုတာဘယင်တက်မဟုတ်ဘူးဘယင်တက်လို့သူတို့ကသတ်မှတ်ထားတာမဟုတ်ဘဲနဲ့ဒီနတ်သားတစ်ပါးနတ်မင်းပေါ့နော်နတ်မင်းတစ်ပါးကလူပြည်ကိုဆင်းသက်လာပြီးတော့အုပ်ချုပ်တယ်လို့သူတို့ကခံယူထားတာပါနောက်ပြီးတော့သူတို့မှာအရန်ကိုထူးဆန်းတဲ့ယုံကြည်မှုတစ်ခုရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့လူကတည်သွားတယ်ဒါပေမဲ့သူတို့ကဝိညာဉ်ကမတည်ဘူးနောက်ဘဝဆိုတာရှိသေးတယ်ဆိုတော့ယုံကြည်မှုတစ်ခုပါပဲဒါကြောင့်ဖာရိုဘီယင်တွေတည်ဆုံးတဲ့အခါမှာသူတို့ရဲ့ဝိညာဉ်တွေနေဖို့အတွက်ဒါမှမဟုတ်သူတို့ရဲ့ရုပ်ကလပ်ကိုထားဖို့သိသိထားဖို့အတွက်နောက်ပြီးတော့ယတနာတွေကိုစုပုံပြီးသိသိထားဖို့ဒီအတွက်အရန်ကိုကြီးမားတဲ့ပိရမစ်ကြီးတွေကိုစောက်လုပ်ထည့်ကြတာပါသူတို့ရဲ့ထူးဆန်းတဲ့ယုံကြည်မှုကလူကသိဆုံးပြီးသွားလို့ရှိရင်အချိန်တိုင်းတာတစ်ခုကြာပြီးတဲ့နောက်မှာဝိညာဉ်ကဒီခန္ဓာကိုယ်ထဲကိုပြန်လည်ဝင်ရောက်မယ်လို့သူတို့ကယုံကြည်ထားတာပါကဘာကျော်ဂီဇာပိရမစ်ကြီးဆိုလို့ရှိရင်ခုဖူးလို့ခေါ်တဲ့ဖာရိုဘီယင်တွေရည်ရွယ်ပြီးတော့စောက်လုပ်ခဲ့တာပါဒီပိရမစ်ကြီးမှာအရန်ကိုလေးလံတဲ့ကြောက်တုံးပေါင်းစုပေါင်း2တန်းနီးပါးအသုံးပြုထားပါတယ်ဒီနေရာမှာအားလုံးထင်မှားနေတဲ့အချက်တစ်ခုကိုကျွန်တော်ရှင်းပြချင်ပါတယ်ဒီပိရမစ်ကြီးတွေကိုလူအချို့ကကျုံတွေကိုအတင်းအဓမ္မစိတ်ခိုင်းပြီးတော့စောက်လုပ်ခိုင်းနေဆိုပြီးတော့အမှတ်မှားနေကြတာပါဒါပေမဲ့အဲ့ဒါကတကယ်တော့မဟုတ်ပါဘူးဘယင်ကိုနတ်ဖျားတစ်ပေါင်းလိုယုံကြည်တဲ့အတွက်တာဝန်သိတဲ့ပြည်သူတွေကတာဝန်ကျေပွန်အောင်လာပြီးတော့စောက်လုပ်ခဲ့ကြတာပါပြီးတော့စောက်လုပ်တဲ့လူတွေကလည်းကျွမ်းကျင်တဲ့လုပ်သားတွေဖြစ်ပါတယ်သမိုင်းမှတ်တမ်းတွေကသူတို့ကိုစက်သားဘီယာအမဲသားစသဖြင့်ပစ္စည်းတွေနဲ့ကောင်းကောင်းမွန်မွန်ကျွေးမွေးပြီးတော့လောက်ခလာစာကိုလည်းတိတိကျကျပေးချေခဲ့ကြတယ်လို့သိရပါတယ်ဒါကြောင့်အဲ့ဒီအီဂျစ်
ခေတ်ကလေးကနေပြီးတော့ဒီအခြေခံကြတဲ့လူအဖွဲ့အစည်းရဲ့အခြေခံစည်းမျဉ်းတွေကိုစတင်ကျင့်သုံးနေခဲ့တယ်ဆိုတာကိုတော့သမိုင်းမှတ်တမ်းတွေကကျွန်တော်တို့လေ့လာသိရှိရပါတယ်အချိန်တွေရာစုနှစ်နဲ့ချီပြီးကုန်လွန်ပြီးသွားတဲ့နောက်မှာတော့အီဂျစ်ကအရန်ကိုချမ်းသာလာပြီးတော့အင်အားလည်းကြီးမားလာခဲ့ပါတယ်အဲ့ဒီချိန်ကိုအီဂျစ်နိုင်ငံရဲ့ခေတ်သစ်လို့ပဲပြောရမှာထင်ပါတယ်ဒီချိန်မှာကမ္ဘာကျော်ပြီးတော့လူသိများတဲ့ဖာရိုဘီယင်တွေပေါ်ထွက်လာခဲ့ပါတယ်ပထမဆုံးတစ်ယောက်ကတော့ကျွန်တော်မိတ်ဆွေတော်များများသိပြီးသားဖြစ်မဲ့တူတန်ခါမန်ပါပဲသူကတော့အသက်9နှစ်လောက်နဲ့ပဲဘုရင်ဖြစ်လာခဲ့တယ်နောက်ပြီးတော့အသက်19နှစ်အရွယ်မှာပဲရုတ်တရက်သိဆုံးသွားခဲ့ရတဲ့အကောင်လေးတစ်ယောက်ပါတမိုင်းမှာသူကဘာမှကြီးကြီးကျယ်ကျယ်လုပ်ခဲ့ရတာမျိုးတော့မရှိပေမဲ့1922ဝန်းကျင်လောက်မှာသူ့ရဲ့ဂူဗိမ္မာန်ကိုပျက်စီးဟောင်းနှွမ်းခြင်းလုံးဝမရှိဘဲနဲ့ရွှေငွေရတနာတွေအပြည့်နဲ့တူးဖော်ရရှိခဲ့တဲ့အတွက်တစ်ကမ္ဘာလုံးမှာလုံးဝကိုလေးတကြောကြောဖြစ်သွားခဲ့ရတာပါနောက်ထပ်ဘုရင်တစ်ပါးကတော့ Ramsey II ပါသူကတော့အီဂျစ်သမိုင်းမှာစစ်တိုက်တာအတော်ဆုံးဖြစ်ပြီးတော့အနေနဲ့ရရက်ကိုနေမြေချစ်ထွင်နိုင်ပြီးတော့အီဂျစ်ပြည်ကိုအချမ်းသာဆုံးဖြစ်အောင်လုပ်ပေးခဲ့တဲ့ဂန္ဓဝင်ဘုရင်တစ်ပါးပဲဖြစ်ပါတယ်ဒါဆိုဖာရိုဘီယင်တွေတည်ဆုံးသွားတဲ့အခါခန္ဓာကိုယ်ပုတ်ပွားမသွားအောင်ပတ်တီးတွေစီးပြီးတော့ပြုလုပ်ခဲ့တဲ့မန်မီနည်းပညာအကြောင်းကိုလည်းကျွန်တော်သိသလောက်လေးအကြံဉာဏ်တွေမျှဝေပေးခြင်းပါတယ်သူတို့ရဲ့နီလန်းကအခုခေတ်သိပ္ပံပညာရှင်တွေတောင်အံ့ဩရောက်လောက်အောင်အရန်ကိုထူးခြားစမ်းကြယ်ပါတယ်လူတယောက်တည်ဆုံးပြီးတော့လို့ရှိရင်ဘိုက်ထဲကကလီစာတွေကိုထုတ်ပစ်ပါတယ်အုံနောက်ကိုလည်းထုတ်ပစ်ပါတယ်ဒါပေမဲ့နှလုံးကိုတော့သူတို့ကအရေးကြီးတဲ့အတွက်ခြံထားခဲ့ကြတာပါဒီနေရာမှာကျွန်တော်ပြောပြချင်တာကအဲ့ခေတ်တုန်းကသူတို့တွေးတောတာအုံနောက်ကသူတို့အတွက်ကတော့သူတို့အတွေးထဲမှာတော့ဘာတမိုးမှမရှိဘူးပေါ့နော်အပိုတက်တက်လိုပဲသူတို့ကတွေးတောထားတာဒါပေမဲ့နှလုံးကိုကြတော့သူတို့တည်ဆုံးသွားပြီးတဲ့အချိန်မှာတည်ဆုံးပြီးသွားတဲ့နောက်မှာအချိန်တစ်ခုကြာလို့သူတို့ခန္ဓာကိုယ်တွေကိုဒီဝိညာဉ်ကပြန်ဝင်လာတဲ့ခါကျရင်ဒီနှလုံးရှိမှသူတို့ကအသက်ရှင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဒီနှလုံးကိုအရေးကြီးတဲ့ခန္ဓာမှာထားပြီးတော့လုံးဝမထုတ်ပစ်ခဲ့ကြတာပါဒီလိုကလီစာတွေထုတ်ပြီးသွားပြီဆိုလို့ရှိရင်တည်ဆုံးပြီးသွားတဲ့ခန္ဓာကိုယ်ကို natural လို့ခေါ်တဲ့သဘာဝစားတွေနဲ့ရက်ပေါင်း40လောက်ဖုံးအုပ်ထားပြီးတော့ခန္ဓာကိုယ်ရဲ့အဆိုဓာတ်ကိုလုံးဝပျောက်သွားအောင်ထိန်းချုပ်လိုက်ပါတယ်ခန္ဓာကိုယ်6သိသွားပြီဆိုမှသူတို့ကစိတ်အမွှေးတွေတုပ်တယ်နောက်ပြီးတော့ပတ်တီးအလိမ့်လိုက်နဲ့စနစ်တကျရစ်ပတ်ထားပြီးတော့မှသိသိခဲ့ကြတာပါဒါကြောင့်လေဒီလိုအစစ်မြင့်တဲ့စိတ်နည်းပညာတွေကြောင့်လည်းနှစ်ပေါင်း3000လောက်ကြာပြီးတဲ့အချိန်မှာတော့ယနေ့အချိန်ထိကိုမပုတ်မတိုးပဲနဲ့ဒီခန္ဓာကိုယ်တွေကအကောင်းတိုင်းကြံရှိနေတာပါဒါပေမဲ့လည်းမတည်မြဲခြင်းဆိုတဲ့တရားသဘောအတိုင်းပဲဘလောက်ကိုအင်အားကြီးမားတဲ့အင်ပါရာကြီးပဲဖြစ်နေပါသည်အချိန်တန်တော့လည်းနေဝင်ချိန်ကိုရောက်လာရတာပါပဲအီဂျစ်ပြည်ရဲ့နေဝင်ချိန်မှာတော့ကဘာကျော်ဘုရင်မကြီးကလီယိုပက်ထရာရဲ့လက်ထက်ဖြစ်ပါတယ်လူများစုကကလီယိုပက်ထရာကိုအလှပနဲ့ပတ်သက်ပြီးပဲယောက်ျားတွေကိုဖျားယောင်းတတ်တဲ့ဘုရင်မတစ်ယောက်လို့ပဲသိကြပေမဲ့သမိုင်းပညာရပ်တွေမှာတော့ကလီယိုပက်ထရာကဘာသာစကား9မျိုးလောက်ကိုပြောနိုင်ပြီးတော့သင်္ချာပညာရဲ့နောက်ပြီးတော့အတွေးခေါ်ပညာရဲ့အဲ့ဒီနယ်ပယ်တွေကိုလည်းလေ့လာလိုက်စားခဲ့ပါတယ်ပြီးတော့အရန်ကိုလိမ္မာပါနဲ့တဲ့နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်တယ်လို့လည်းသိရပါတယ်အဲ့ဒီအချိန်မှာအီဂျစ်ပြည်ကစတင်ပြီးတော့အင်အားချိနဲ့နေပြီဖြစ်ပါတယ်ဒါပေမဲ့ဘေးကရောမနိုင်ငံကတော့အင်အားအဆမတန်ကြီးထွားလာနေတဲ့အချိန်ဖြစ်နေပါတယ်ဒါကိုကလီယိုပက်ထရာဘီမာကအီဂျစ်နိုင်ငံကိုတခြားအင်အားကြီးနိုင်ငံဖြစ်တဲ့ရောမပြည်ရဲ့သိမ်းပိုက်ခြင်းမခံရအောင်ရောမရဲ့စစ်ဘီရင်တွေဖြစ်တဲ့ဂျူလီယက်စီဇာနဲ့မတ်အန်တိုနီစတဲ့လူတွေနဲ့တင့်မြတ်အောင်ပေါင်းသင်းပြီးတော့မဟာမိတ်ဖွဲ့ထားနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ရောမရဲ့စစ်တပ်ကအီဂျစ်ကိုအလုံးကြီးနဲ့ဝင်ရောက်တိုက်ခိုက်တာကိုမကာကွယ်နိုင်ခဲ့ဘဲနဲ့အရှုံးပေးခဲ့ရပါတယ် BC 30လောက်အရောက်မှာတော့ကလီယိုပက်ထရာကရောမတွေရဲ့ဖမ်းဆီးကိုမခံဘဲနဲ့မိမိကိုယ်ကိုမိမိအဆုံးစီရင်သွားခဲ့ပါတယ်သူမတည်ဆုံးသွားပြီးတဲ့နောက်မှာတော့အီဂျစ်ပြည်ကရောမအင်ပါရာရဲ့နယ်မြေတစ်ခုဖြစ်လာပြီးတော့နှစ်ပေါင်း3000ကျော်အောင်အုပ်စိုးခဲ့တဲ့အီဂျစ်ပြည်ရဲ့ဖာရိုဘီယင်ခေတ်ကြီးဟာလည်းလုံးဝနှီးကုန်းချုပ်သွားခဲ့ရပါတော့တယ်အီဂျစ်အင်ပါရာကြီးကပျက်စီးဆုံးရှုံးသွားခဲ့တာကြာပြီဆိုပေမဲ့ယနေ့တိုင်ထိသူတို့ခြံထားခဲ့တဲ့အမွေနှစ်တွေကတော့ကမ္ဘာကြီးကိုအကျိုးပြုနေစေဖြစ်ပါတယ်ဒီထဲမှာရုပ်ပုံနဲ့စာရေးတဲ့နည်းတွေခွဲစိတ်ကုသလို့ရတဲ့စိတ်ပညာရက်တွေနောက်ပြီးတော့သင်္ချာပညာရက်တွေပြီးလို့ရှိရင်တစ်နှစ်မှာ365ရက်ရှိတဲ့ပြက်ကလေးတွေဒါတွေအကုန်လုံးကယနေ့ချိန်ထိကမ္ဘာကြီးကိုအကျိုးပြုနေစေဖြစ်ပါတယ်ပြိရမစ်ကြီးတွေကလည်းအခုချိန်ထိသ
သိက္ခာနာရထဲမှာခန့်ညားထဲပါဆိုတာရှိနေသေးပဲဖြစ်ပါတယ်ဒါကတော့စိတ်ဝင်စားဖို့ကောင်းတဲ့အီဂျစ်ပြည်ရဲ့သမိုင်းကြောင်းကိုကျွန်တော်မိတ်ဆွေတွေလွယ်လွယ်ကူကူနားလည်လို့ရအောင်ကျွန်တော်သိထားသလောက်အကြမ်းမြင်လေးပြောပြပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေအနေနဲ့အီဂျစ်ရဲ့သမိုင်းမှာပီရမစ်ဆောက်တဲ့လျှို့ဝှက်ချက်တွေကိုပို့ပြီးစိတ်ဝင်စားလားဒါမှမဟုတ်မမ်မီလုပ်တဲ့နည်းပညာကိုပဲပို့ပြီးစိတ်ဝင်စားလားဆိုတာကိုကျွန်တော်အောက်က comment လေးမှာဝင်ရောက်ပြောပြပြီးတော့ဆွေးနွေးသွားလို့လည်းရပါတယ်နောက်ပိုင်းအတင်းအသင်းတဲ့အခါတွေကြားလို့ရှိရင်လည်းမမ်မီလုပ်တဲ့နည်းပညာအကြောင်းတွေနောက်ပြီးတော့ပီရမစ်တွေရဲ့လျှို့ဝှက်ချက်တွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အနေနဲ့ဗီဒီယိုလေးထပ်လုပ်ပေးဖို့ရှိပါတယ်အခုလက်ရှိကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်း like and share လေးလုပ်ပြီးတော့ကျွန်တော်အကူအညီပေးခဲ့ကြပါနောက်ပြီးတော့စိတ်ဝင်စားကြကောင်းတဲ့ဗီဒီယိုတွေကိုကျွန်တော်ထပ်တင်ပေးနေမှာဆိုတဲ့အတွက်ကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးဖို့လည်းဒီညလေးကနေပြီးကျွန်တော်တောင်းဆိုလိုက်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့